အားလုံးပဲမင်္ဂလာနံနက်ခင်းမှာမျိုးတို့ကျွန်တော်ရှိမှမမဝင်ချင်တဲ့အမျိုးတွေဆိုရင်ဒီလာမဲ့ဘက်ပေါ့နော်တတိထားပါလူလင်ကောက်တွေတတိထားပါကျွန်တော်ဘယ်တော့အခါမှသူများကိုမမဝင်မလားတဟိုင်းနာတို့ခဏန်းတွေတက်ဖို့တော့ကျွန်တော်မလုပ်ပါဘူးဘယ်တော့အခါမှကျွန်တော်ပြီးခဲ့တဲ့တန်းလျှောက်ကျွန်တော်မလုပ်ပါဘူးကျွန်တော် Viber နံပါတ်ဆိုကျွန်တော်တစ်လုံးပဲသုံးတယ် Viber နံပါတ်3999 60 90 60 03အဲ့ဒါကျွန်တော်ရဲ့ Viber နံပါတ်TikTok 2ကောက်ရှိတယ်ကျွန်တော်မှာဝေကြီး TikTok 2ကောက်ရှိတယ်တကောက်က20နဲ့2သိန်းနဲ့9000ဒါပိတ်ကြီးကပိတ်ဟောင်းဆို8000ကျော်အဲ့မှာဆိုလဲ TikTok ဘလို့ဖိုင်နဲ့ဝင်လိုက်တာနဲ့ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်လေးကျွန်တော်တင်ထားပေးတယ်အဲ့ဖုန်းနံပါတ်နော်3999 60 90 60 03နောက်ပိတ်နဲ့အဲ့တလုံးပဲ Viber နံပါတ်ကိုကျွန်တော်သုံးပါတယ်နော်အဲ့တော့ကျွန်တော်ရှိမှမဝင်ချင်တဲ့သူတွေဆိုရင်စနေတင်ငွေမလည်းဝင်လို့ရတယ်ကျွန်တော်ပြောချင်တာကဘယ်သူမှအတင်းခေါ်ခြင်းမဟုတ်ပါဘူးကန်ကန်ကြီးအကျိုးနောက်တစ်ခုကကန်ကန်ကြီးအကျိုးပေါ့နော်အဲ့ဒါကိုလက်ခံမှလာပါနော်ကနန်းဆိုတာကျွန်တော်တို့ကြည့်ပေါ့ဒီတစ်ပတ်ဆိုကျွန်တော်ဘယ်လိုလုပ်ပါလဲခဏနော်ဒီတစ်ပတ်ဆိုကြည့်လိုက်တိုင်း9000ညောက်3ကျင်တော့ချပါပြီဒါတော်တော်လေးမှကျွန်တော်ရှိလို့ဆိုရင်ဒါမမဝင်တဲ့သူတွေအများကြီးဖုံးဆက်ပြီးတော့အကိုကြီးကူညီပါတော်တော်လေးမှအရှုံးများနေလို့ဆိုပြီးတော့ဒါတောက်ကြနေညနေရဆိုလာသွားတယ်ဒါတောက်ကြနေညနေရတော့ဒါညနေခင်းမှာနောက်ပိတ်ဆုံးအဲ့နဲ့လွယ်လိုက်ရတယ်ပေါ့နော်ကျွန်တော်ပေးထားတယ်ခွန်6ပေးထားတယ်ညနေပိုင်းမှာ6တိတ်ကြတယ်ပတ်တီအောင်သွားတယ်ပတ်တီကတော့ဒီတစ်ပတ်မှာ3ချိန်ပဲအောင်ခဲ့တယ်အခွေရတစ်ချိန်ပဲရခဲ့တယ်အခွေဆိုလို့ကျွန်တော်ပြောပြအောင်မယ်ကျွန်တော် line ပေါ်မှာပြီးခဲ့တဲ့ဘက်ကျွန်တော်ဗုဒ္ဓဟူးနေ့တနေ့ပဲတင်ပေးတယ်ဒါပေမဲ့အဲ့ဒီမှာမဝင်ဘူးကျွန်တော်ပြောထားတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်မင်းမင်းထိုးပါလားဟမ်လူလိန်ဘာညာတာတကားပေါ့နော်လူလိန်ဟောင်းငါချီမှာတောင်းတဲ့သူရှိလို့ငါစေတနာနဲ့တင်ပေးတာကွာနော်မင်းတို့ကောင်မျိုးတွေပါလို့လည်းမပေါက်တာနေမှာပေါ့နော်အဲကြောင့်မို့စေတနာမတန်တဲ့ကောင်တွေပါလို့ကျွန်တော်တော့မတင်ပေးတာပါနော်ငါးလုံးတော့များတာပေါ့ဟဲ့အောင်ထိုးနိုင်တဲ့သူရှိလို့ငါတင်ပေးတယ်ကွာပေါင်းရင်ဆန်ကွာလောဘကြီးစားဘာကြောင်းမှမရှိဘူးပြောချင်တာနော်အဲ့တော့ကျွန်တော်စူးစမ်းရတော့တင်ပေးမယ်နော်အခွေပေါ့နော်ဒီ TikTok Facebook YouTube အမျိုးတွေတော့ပေါ့နော်ပြီးကြတဲ့ဘက် line နေရာမကောင်းလို့ကျွန်တော်မတင်ပေးတာဒီလိုမျိုးတယောက်နှစ်ယောက်နဲ့တော့ကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီလိုကောင်မျိုးတွေတက်လာရင်လည်းကျွန်တော် blog ပိုက်တာပေါ့နော်အဲ့တော့ဒီလိုကောင်မျိုးတွေတက်လာရင်လည်းသူတို့ရဲ့ comment အောက်မှာဝိုင်းပြီးတော့ဆုံးမပေးပါဒီတိုင်းမနေပါနဲ့ဝိုင်းပြီးတက်ပြောပြကျွန်တော်ဘယ်လိုကောင်မျိုးလဲဘယ်လိုစေတနာထားပြီးပေးလဲဆိုတော့ဒီကောင်တွေသိအောင်အဲ့ကောင်တွေရဲ့ comment အောက်မှာဝိုင်းကူညီပေးမကူညီပေးရင်တော့ကျွန်တော်အတင်ချင်းမတင်ပေးမယ်တယောက်မှ comment မှာဝင်ပြီးတော့မရေးပေးဘူးကျွန်တော်ရှိမှတာကနန်းလေယူကြတယ်တချို့လူတွေရှိတယ်အလဲကားလေယူတဲ့သူတွေရှိတယ်တယောက်မှတော့ဝိုင်းတော့ကူညီမယ်ပြောမယ်ဆိုတာမရှိဘူးဘယ်လိုကောင်မျိုးလဲဆိုတာကွာ YouTube မှာကြည့်နေတဲ့သူတွေ TikTok မှာကြည့်နေတဲ့သူတွေ Facebook မှာကြည့်နေတဲ့သူတွေသိတယ်ငါရဲ့စေတနာပေါ့နော်အဲ့တော့မမဝင်ချင်တဲ့သူတွေဆိုရင်စနေတင်းငွေလာလို့ရပါပြီဘာဖြစ်လို့ line နဲ့တိတ်မကောင်းဘူး Viber နံပါတ်တစ်လုံးပဲတုံးပါနော်လူလင်တအားများပါတယ်သတိထားပါနော်ကျွန်တော်ရဲ့ Viber နံပါတ်3999နော်60 90 60 03နောက်ပိတ်ပါအဲ့တစ်လုံးတဲ့ Viber နံပါတ်ပါနော်အားလုံးပဲအဖွင့်နေမှာတောက်ကြနေအထိကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ